အညာဇက်ပွဲဟဲ့ကောင်ထောင်ငါကန်ကောင်းကျင်တော့ဒီမျိုးရောက်မှနမိန်ကြီးရွှေမန်းမီဇက်ပွဲနဲ့တိုးနေတာလူတွေဆိုတာလဲအုံအုံထနေတာပဲကွာဟုတ်လားဒီဘက်ခေတ်မှာဇက်ပွဲတွေကရှားသွားပြီမင်းကတော့ကန်ကောင်းနေဟာဖေးနားမှာလဲမြို့ပြင်ကကွင်းမြင်ကြီးထဲမှာဆိုင်းတန်ကတော့ကောင်းမကောင်းသုံးဝင်ကြည့်လိုက်အောင်မယ်မင်းကြည့်တာတတိထားအောင်နော်နေမြို့ဆိုတော့လူစိမ့်တွေနဲ့အေးပါကွာမုံရွှေကြီးခိုင်မာလာနှင်းစီကျိုင်းစွာသာတင်းကြီးမြိုင်ဟီမာတွင်ထုံဝေစီစီရနံကမွေရင်သည်ဝင်းဖန်ဖန်ထွေးခြင်းမီရှင်တန်တန်ပန်းဝမုံရွှေကြီးမုံရွှေကြီးငါအခုပွဲရှိစဉ်ရှိဆုံးမှာရောက်နေတာပြီးမှလည်းလူတွေအပြည့်ပဲငငယ်ကခစားချက်အတိုင်းပဲဟဲ့ကောင်ဒီနေ့တော့ထူးဆန်းလာတယ်လို့ပဲဘာဖြစ်လို့လဲအခုမင်းမင်းထွက်လာတာလीကတာတော့လှပါရဲ့ဒါပေမဲ့သူကနေတာကတော်တော်ကြာနေပြီနိုင်ဝက်လောက်ရှိပြီတစ်ချက်မှမနာဘူးပြီးတော့သူ့မျက်နှာကအယမ်းဖြူလာနေတယ်လို့ပဲမင်းသမီးဆိုတော့တနက်ခါတွေမိတ်ကပ်တွေအထူးကြီးလိမ့်ထားလို့နေမှာပေါ့မဟုတ်ဘူးကွာအဲ့ဒီဖြူတာမျိုးမဟုတ်ဘူးသွေးမရှိတဲ့ဖြူတာမျိုးပြီးတော့ငါဘီးကိုဝေးကြည့်လိုက်တော့ပြိတ္တတွေကလည်းတယောက်မှစကားမပြောကြဘူးအကုန်လုံးကစစင်ကိုပဲစိုက်ကြည့်နေကြတာငါ့ကိုတစ်ချက်တော့လှည့်မကြည့်ကြဘူးအေးပွဲကောင်းလို့နေမှာပေါ့မင်းကလည်းကြောက်တက်လိုက်တာဟဲ့ကောင်ငါခုပဲတခုသတိထားပြီးလိုက်တယ်ငါ့မိမထိုင်နေတဲ့အဖိုးကြီးရဲ့လက်ကိုငါအမှတ်တင်ထိမိသွားတာအေးဆက်နေရကွာရေခဲတုံးတိုင်းမင်းတကယ်ပြောတာစစင်ဘောကမင်းသမီးရဲ့ချောက်တွေကလည်းငွေကြီးနဲ့မထီပဲကနေတယ်လို့မျိုးဖြစ်နေတယ်ဟဲ့ကောင်စီသူငါခုပဲ Google မှာကြည့်လိုက်တာမင်းပြောတဲ့ကွင်းမြေမှာဘာဆက်ပွဲမှမရှိဘူးအဲ့ဒီနေရာကမြို့ဟောင်းတုတ်တန်ကြီးကွာထအောင်ငါ့ကိုသူတို့သတိထားမိသွားပြီအကုန်လုံးကငါ့စီကိုဖြည့်ချင်းလှည့်ကြည့်လာကြတယ်မင်းသမီးရဲ့မျက်လုံးတွေကအပေါက်ကြီးတွေပဲရှိတော့တယ်မျက်လုံးမရှိဘူးပြေးစီသူခုချင်းပြေးတော့ဖုန်းကိုမကြည့်ရတော့စီသူပြန်ထူအောင်လေမင်းသမီးကအရန်လာတာပဲငါခဏလောက်ထက်ကြည့်အောင်မေထအောင်စတိုက်ခေါ်နေပေမဲ့စီသူစီကဘာကြောင့်ပြန်ချင်မှမလာတော့ပဲဇလန်းပြီးဆုံးသွားသည်